လာပါရှင်ဒီတစ်ပတ်အတွက် BEV မှတ်မှတ်ထင်ထင်သတင်းစီစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီစီစဉ်ကတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့သတင်းတွေရမှပြည်သူတွေအတွက်မှတ်မှတ်ထင်ထင်ဖြစ်စေမယ့်သတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်ကျွန်မကတော့စီစဉ်တစ်ဆက်သူအီးမြတ်မှုခင်ပါပထမဆုံးအနေနဲ့မြန်မာနိုင်ငံလုံးအနေနဲ့စစ်ဘေးအငတ်ဘေးနဲ့ရာသီဥတုဘေးတွေရင်ဆိုင်နေရပေမဲ့အာဏာသိမ်းစစ်တပ်ကတော့သူထိန်းချုပ်နိုင်တဲ့မြို့ကြီးတွေမှာပွဲတော်တွေကျင်းပနေရဆိုတဲ့သတင်းပဲဖြစ်ပါတယ်မြန်မာနိုင်ငံလုံးနှိပါစစ်ဘေးအငတ်ဘေးနဲ့ရာသီဥတုဘေးတွေရင်ဆိုင်နေရပေမဲ့အာဏာသိမ်းစစ်တပ်ကသူထိန်းချုပ်နိုင်တဲ့ရန်ကုန်မန္တလေးနဲ့AR တိုင်းကမြို့တွေမှာသတင်းချုပ်ဖျားပွဲတော်တွေကျင်းပနေပါတယ်။ညအောင်မှာဆို51တရင်ကဖိအားပေးပြီးဖျားစီပွဲကိုကျင်းပခိုင်းတာလောင်းကစားဝိုင်းတွေလည်းပါတယ်။အဓိကတာဝန်ယူလုပ်တာတော့ကြန့်ခိုင်ရေးပါတီကလူတွေကိုဗစ်ခရဲကဒီဖျားစီပွဲတွေမကျင်းပတာ4နှစ်ရှိပြီးပွဲငတ်နေတော့လူတွေကလည်းလာကြတယ်လို့ဒေသခံတဦးက BEV ကိုပြောပါတယ်။ပုံမှန်ဆိုရင်ဒီလဒီယာတီဟာမြန်မာနိုင်ငံတဝန်းပွဲတော်တွေအပြန်အဆိုင်ကျင်းပကြတာဖြစ်ပေမဲ့တိုင်းပြည်မတည်ငြိမ်မအေးချမ်းတာကြောင့်တချို့မြို့တွေရွာတွေမှာပျော်ပွဲရှင်ပွဲတွေမကျင်းပနိုင်ပါဘူး။ပထမညမှာနေကိုအခုလိုညောင်မျိုးသူမျိုးသားများကနေပြီးတော့လာရောက်အားပေးကြတဲ့ကြောင့်မို့အထူးကျေးဇူးတင်ပါတယ်ပထမညမှာနေကိုနော်ကျွန်တော်တို့တစ်ခဲနဲ့လာရောက်အားပေးတဲ့ကြောင့်မို့ဒုတိယသတင်းတစ်ပုဒ်ကတော့မီးပုံပြန်ပြတ်ကျလို့မန္တလေးမြို့ချမ်းမြသာစီမြို့နယ်မှာလူနေအိမ်တစ်လုံးမီးလောင်ပြီးလူဦးရေ9ယောက်ဒဏ်ရာရရှိခဲ့တဲ့သတင်းကိုပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်မန္တလေးမြို့မှာအောက်တိုဘာလ6ရက်နေ့သတင်းကြိုလာပြည့်နေ့ညကမီးလောင်မှု2နေရာဖြစ်ပွားခဲ့ပြီးချမ်းမြသာစီမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တနာရီကျော်အကြာလောင်ကျွမ်းခဲ့တဲ့မီးကြောင့်ဒဏ်ရာရသူ9ဦးဝန်းကျင်ရှိခဲ့ပါတယ်။ချမ်းမြသာစီမြို့နယ်62-63ကြားနဲ့102-103ကြားကနေအိမ်တအိမ်ည8နာရီကျော်လောက်ကစတင်လောင်ကျွမ်းခဲ့ပြီးည9နာရီကျော်အထိမီးငြိမ်သက်ခဲ့ရပါတယ်။မီးတပ်တပ်ဖွဲ့ကအဆင့်2 level 2သတ်မှတ်ခဲ့ပြီးမီးလောင်မှုအကြောင်းအရင်းကိုစီစစ်နေဆဲဖြစ်တယ်လို့ထုတ်ပြန်ထားပြီးဒေသခံတွေကတော့မီးပုံးပြန်ပြတ်ကျပြီးမီးလောင်တာဖြစ်တယ်လို့ပြောကြပါတယ်။မီးလောင်ကျွမ်းမှုမှာမီးငြိမ်းသက်သူတွေအပါအဝင်ဒဏ်ရာရသူစုစုပေါင်း9ဦးဝန်းကျင်ရှိတယ်လို့လူမှုကူညီရေးအသင်းတွေကပြောပေမဲ့အာဏာသိမ်းစစ်တပ်လက်အောက်ခံမီးတပ်တပ်ဖွဲ့ကတော့ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ပြောပါတယ်။မီးပုံးပြန်တစ်ခုဆိုလာပြားပေါ်ကျနေတာကနေမီးဆလောင်ခဲ့တာဖြစ်ပြီးအဆိုပါနေအိမ်ပိုင်ရှင်တွေဟာခရီးသွားနေတဲ့အတွက်တအိမ်လုံးမီးလောင်ကျွမ်းခဲ့တဲ့အတွက်နေအိမ်အတွင်းရှိပစ္စည်းတွေအားလုံးဆုံးရှုံးခဲ့တယ်လို့ဒေသခံတဦးကပြောပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်ကမြို့နယ်တချို့မှာဒေသခံတွေကိုဖိအားပေးပြီး KIA ကိုဆန္ဒပြခိုင်းနေတဲ့သတင်းတွေပဲဖြစ်ပါတယ်အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်ကပူတာအိုမြို့နယ်နဲ့မချမ်းဘောမြို့နယ်တွေမှာစစ်တပ်နဲ့ပြည်သူစစ်တွေကဝန်ထမ်းတွေနဲ့ဒေသခံတွေကိုဤမျိုးစုံဖိအားပေးပြီး KIA ကိုဒီကနေ့အောက်တိုဘာလ9ရက်နေ့ကဆန္ဒပြခိုင်းနေပါတယ်။ဝန်ထမ်းတွေဆိုမလိုက်မနေရရက်ကွက်ထဲကလူတွေကိုလည်းတအိမ်တယောက်လိုက်ရမယ်လို့ပြည်သူစစ်တွေကဖိအားပေးတယ်။လောလောဆယ်သူတို့လက်ထဲမှာဆိုတော့ကြောက်နေရတယ်လို့ဆန္ဒပြပွဲကိုလိုက်ခဲ့ရသူတဦးက BEV ကိုပြောပါတယ်။အာဏာသိမ်းစစ်တပ်ဟာရွေးကောက်ပွဲမတိုင်ခင်မှာကချင်ပြည်နယ်ကသူလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ဒေသတွေကိုပြန်စိုးမိုးနိုင်ရေးအတွက် KIA ထိန်းချုပ်ဒေသတွေကိုနေ့စဉ်လိုလေကြောင်းကပုံကျဲတိုက်ခိုက်နေလို့အရက်သားသေဆုံးမှုတွေမြင့်တက်လာပါတယ်။စကိုင်းတိုင်းမုံရွာနဲ့ချောင်းဦးအဆက်မှာသတင်းကျွတ်မီထုံပွဲပြုလုပ်နေတဲ့အရက်သားတွေကိုအာဏာသိမ်းစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်လို့အရက်သားအယောက်40သေဆုံးခဲ့ရတဲ့ဗီဒီယိုမှတ်တမ်းကိုလည်းပြန်လည်ထုတ်လွှင့်ပေးလိုက်ပါရဲ့ရှင်။ကုန်ပါပြီကွာ။ပြောင်းနေ။
呀！啊，好罗呗！呀，我来下边，我来。哇，哥哥，啊，那哥哥搞王呀，三个人要谁敢搞来？để tới đây ly về boyရှင်နေတူရင်ကြကြသမ်းပါညောင်မင်းသားမပါဘူးညောင်မင်းသားဟုတ်တယ်ငယ်ကောင်ဒီမှာဒီကလေးဆိုဒီမဲ့ဒီကောင်ဆောင်းဝေတော်တင်နေရမ်းပါ ကျောင်းလိုက်တဲ့ကလေးဟုတ်တယ်ကျောင်းသားလေးဒီကလေးဆိုရင်ကျောင်းသားလေးကိုလေးကငါထက်ကြီးရယ်ဟာလို့မိုက်ပါကွာဟုတ်ဘူးများတယ်ဟဲ့ဒါကဟဲ့ဟဲ့ဝါဘုသောဘာတဘုံရဲတဲ့ကောင်လေးဦးနောက်ကြသွားပြီလို့အေးအများကြီးသေးတာရောက်ဟဲ့ဒါတဘုံရဲတဲ့ကောင်လေးရောက်ငါတို့ဟိုကတကရရလေဟိုတကရတဘုံရဲတဲ့ကောင်အေးလို့လေးဒီမှာကွာလေးရောလေးဒီမှာကလေးလေးမလေးရှားပါလားကြောက်ပေါ်လာတယ်ဒီမှာပြီးဝင်ပြီးရုပ်တွေဝင်ပြီးတော့ကလေးလောင်းဘူးမပြီးတော့ဒီမလုံးမရတော့ဘူးတော့များတယ်ဗျို့ ကချင်ပြည်နယ်မြေကြီးနားမြို့နယ်နဲ့ဖားကန့်မြို့နယ်တွေမှာတော့အာဏာသိမ်းစစ်တပ်ကညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ပါတယ်ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ်ဖားကန့်မြို့တွေမှာအော်တိုဘာလ10ရက်ကစပြီးညမထွက်ရအမိန့်အာဏာသိမ်းစစ်တပ်ကထုတ်ပြန်ထားတယ်လို့သိရပါတယ်။လူ9ဦးဒါမှမဟုတ်9ဦးထက်ပိုတဲ့လူများမှာအများပြည်သူသွားရလမ်းသွယ်လမ်းကြားဥယျာဉ်အများပြည်သူနဲ့သက်ဆိုင်ရာနေရာတွေမှာစုဝေးခြင်းမပြုရလို့ထုတ်ပြန်ထားတာဖြစ်တယ်လို့ဒေသခံတအူးကပြောပါတယ်။အာဏာသိမ်းစစ်တပ်ကည10နာရီကနေမနက်4နာရီအချိန်အတွင်းညမထွက်ရအမိန့်ကိုထုတ်ပြန်ချက်မှာပါရှိပါတယ်။မြစ်ကြီးနားမြို့နဲ့ဖားကန့်မြို့တွေမှာလူတချို့ကအများပြည်သူလုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်ပြပြစေရန်ပြုမှုဆောင်ရွက်နေတဲ့အတွက်အခုလိုထုတ်ပြန်ထားတာဖြစ်တယ်လို့အာဏာသိမ်းစစ်တပ်ကကြေညာထားပါတယ်။အဆိုပါမြို့များမှာနေ့စဉ်လူသက်မှုလူရဲမှုတွေဖြစ်ပွားနေတာတွေကိုဖမ်းဆီးတာမရှိပေမဲ့အာဏာသိမ်းစစ်တပ်ကရွေးကောက်ပွဲပြုလုပ်နိုင်ဖို့အတွက်စုဝေးခြင်းဟောပြောခြင်းတွေကိုတားမြစ်ခြင်းတဲ့အတွက်အခုလိုထုတ်ပြန်ထားတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောပါတယ်။ရန်ကုန်မြို့မှာမိုးနေ့ရက်ဆက်တိုက်ရွာသွန်းနေလို့နေရာတော်တော်များများမှာရေကြီးနေတဲ့ရုပ်သံဖန်တန်းလေးကိုလည်းပြန်လည်ထုတ်လွှင့်ပေးလိုက်ပါတယ်။အိမ်ပြန်လာတော့
အခုနောက်ဆုံးတက်ဆက်ပေးမှာကတော့မလေးရှားနိုင်ငံမှာအထောက်အထားမပြည့်စုံတဲ့မြန်မာလူသားတွေစတိုက်ဆိုလိုဖမ်းခံနေရပြီးမြန်မာပွဲစားတွေကြောင့်အလုပ်ရဖို့ငွေကုန်ကြေးကြများနေကြရဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ Itu kata mana? Itu kalau you masuk kena ada job dalam masuk. မလေးရှားနိုင်ငံမှာအထောက်အထားမပြည့်စုံတဲ့အလုပ်သမားတွေကိုဇွန်လလောက်ကစပြီးသက်ဆိုင်ရာအာဏာပိုင်တွေကစက်တိုက်ဆိုသလိုဖမ်းဆီးနေတာပါဒီလိုဖမ်းဆီးရမှာမြန်မာလူသားတွေလည်းမကြာခဏအဖမ်းခံရပါတယ်ဒီလိုအခြေအနေတွေရှိနေသလိုတစ်ဖက်မှာလည်းအလုပ်ရရှိဖို့မြန်မာပွဲစားတွေကိုပွဲခတွေလည်းအရင်ကထက်2ဆလောက်ပို့ပေးနေရတာပါ မြန်မာပြည်ကအခုတက်လာတဲ့လူတွေမှန်သမျှကမလေးရှားကိုပြောလို့ဆိုတော့ဘုံကလာတာမဟုတ်ဘူးဒုက္ခရောက်လို့လာကြတဲ့လူတွေပဲလို့နော်အဲ့တော့နည်းနည်းပါးလေးလောက်ကြလို့နင်တို့တွေကဒီဟာလေးလောက်တော့တယောက်ကို90ရတယ်90လောက်ပေးနေလို့ဟုတ်လားအေဂျင့်က400တောင်းရင်350လောက်ပေးပါကျမလူရှားပေးပါမယ်ဆိုပြီးတော့ဟုတ်တယ်မလား90လောက်စတော့ပြီပေါ့နင်တို့တွေကတထေးဖြစ်တယ်ပြီးတော့တယောက်ကို900 800လေးနဲ့တောင်းတာလို့မှန်ကန်လောက်တဲ့လူတွေကမှန်ကန်လောက်တာပဲသူတို့တွေက400 500ပြင်မပိုးဘူးဟာလောက်ပဲအဲ့ဒါမျိုး900 800တို့1000လို့ယူတာကြီးကအများကြီးများလို့ကြီး မြန်မာလူသားတွေအနေနဲ့ဖမ်းဆီးခံရတဲ့အခါထောင်မကျရေးမြန်မာပြည်ပြန်မပို့ရေးတို့အတွက်အောက်ခြေမှာငွေပေးညှိနှိုင်းရတာတွေလည်းရှိပါတယ် စားတော့ဆိုင်တွေဝင်းဖန်းနော်ဝင်းဖန်းရင်ပါတော့ပြန်ဟိုရကမှာတရက်ကို1000တောင်းတာလေအော်ပရာစီတွေကမိဝေနဲ့သူကရှင်းနိုင်ရတယ်သိလားရှင်းနိုင်ရတယ်ရှင်းနိုင်ရတာသူတို့တောင်းတယ်ဘောတရက်ကို1000လို့ပါလို့တောင်းတာတောင်းတော့သားတို့ခွဲတဲ့သူတို့ခွဲ400တဲ့400ခွဲကို2000နဲ့စစ်ပြီးတော့ထွက်လာခဲ့တဲ့2000ပေးရတယ်ဆိုတွေကညမဝင်းနဲ့နေတွက်ကြည့်အောင်လေ1000ဆိုတွေက300 2000ဆိုတွေက300ဖြစ်သွားတယ်9ယောက်ပေါင်းတော့ပေးရတာတဲ့တယောက်ကို350ကျသွားတယ်အဲ့ဒါနော်အဲ့ဒါနော်အောက်ထစ်ပေါ့နော်အောက်ထစ်သူတို့တွေကအခုအခန်းခံအော်ပရာစီအခန်းခံရတယ်မလားတတိယကောင်းနဲ့တွေ့ရင်တော့သူတို့လိုက်ရွေးတာဖမ်းခြင်းကို3ရက်အတွင်းမှာလိုက်ညှိရတယ်ဖမ်းပြီးတော့3ရက်အတွင်းမှာလိုက်ညှိရတယ်သူတို့နဲ့ညှိရတယ်ညှိပြီးလဲပြီးရောအဲ့မှာဘောဘလောက်နဲ့ဆိုရင်ပြန်လွတ်တယ်ဒါမှမဟုတ်အဲ့ဖမ်းနေတဲ့အချိန်အတွင်းမှာသူတို့အဲ့မှာတန်းစီပြီးတော့ထိုင်ခိုင်းတယ်လေထိုင်ခိုင်းနေတဲ့အချိန်မှာသူတို့ညှိလို့ရတယ်ညှိပေးရင်ပတ်ဆက်ပေးနိုင်တဲ့သူကလွတ်တယ် မြန်မာနိုင်ငံမှာမင်းအောင်လှိုင်တို့ဦးဆောင်တဲ့စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းပြည်ပနိုင်ငံတွေကိုလူငယ်တွေအနေနဲ့အလုပ်အကိုင်အခွင့်အလမ်းတွေအတွက်တရားမဝင်နည်းလမ်းနဲ့ထွက်တာတွေများနေပြီးနေ့စဉ်လိုဖမ်းဆီးခံနေရတာတွေလည်းရှိနေပါတယ်။ အခုနားဆင်ကြည့်ရှုခဲ့ရတဲ့သတင်းတွေကတော့ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မှတ်မှတ်ထင်တဲ့သတင်းတွေပဲဖြစ်ပါတယ်။နောက်တစ်ပတ်မြန်မာစံတော်ချိန်တနင်္ဂနွေနေ့ည8:00 နာရီတိုင်းမှာအသစ်ထုတ်လွှင့်ပေးမှာဖြစ်လို့ BEV ရဲ့ YouTube, Facebook, Telegram နဲ့ TikTok channel တွေမှာစောင့်မျှော်ကြည့်ရှုနားဆင်ကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ကျွန်မအီးမြတ်မှုခင်ပါ။